Bismillahirrahmanirrahim ဒီနေ့ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်လေးကခူရှုခူဇူနဲ့ကျွန်တော်တို့ဆလာတ်တိဆောက်ကျွန်တော်တပည့်တွေကကျွန်တော်မိတ်ဆွေတွေကကျွန်တော်ကို10ရက်လောက်အရင်ကပေါ့နော်ရမဒန်လမဝင်ခင်တည်းကဒီမိကုန်းလေးမိထားတယ်ကျွန်တော်လည်းအချိန်ကြီးမအားလက်တာနဲ့မဖြေဖြစ်ဘူးဆိုတော့ဥစွာပထမခူရှုခူဇူနဲ့ဆလာတ်တိဆောက်တော့မယ်ဆိုရင်ကျွန်တော်တို့သိရမယ့်ဟာဆူရာဖာတီဟာကျွန်တော်အမြဲတမ်းဖတ်တယ်။အီယာကနာဘူဒူဝါအီယာကနာစတိုင်ကျွန်တော်အလောရှင်မြတ်ကိုပဲဆူဂျူဒ်လုပ်တယ်။အလောရှင်မြတ်ရှီယာပဲကျွန်တော်တို့တောင်းခံတယ်။ဒါဆိုတော့ကျွန်တော်တို့ကတောင်းခံတဲ့သူအလောရှင်မြတ်ကဖန်ဆင်းရှင်ချီးမြှင့်တဲ့သူ။အဲဆိုကို rank ကိုသိရမယ်နံပါတ်1 first of all ကျွန်တော်တို့က abdun Fakar ဖြစ်လို့မရ Very good point number 1 Fakar ဖြစ်လို့မရဘူးဘာကြောင့်လဲကျွန်တော်တို့ abdi ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ rank ကိုသိတယ်ဆိုရင်ကိုကခူရှုခူဇူးနဲ့ဆလာတ်တိဆောက်လို့ကောင်းကောင်းရတယ်ကိုယ့်ရဲ့ rank ကိုမသိဘဲနဲ့ငါလုံနိုင်တယ်ငါသွားနိုင်တယ်ငါစားနိုင်တယ်ငါတောက်နိုင်တယ်ဆိုရင်ခူရှုခူဇူးနဲ့ဘလို့မှဆလာတ်ဝတ်ပြုလို့မရဘူးနံပါတ်2အချက်နဲ့ကဟာဒီစီဂျီဘရီလ်ကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာသုံးသပ်မယ်ဆိုရင်အီမန်အစ္စလာမ်ဒီအကြောင်းတွေကတော့ကျွန်တော်တို့အရင်ဗီဒီယိုမှာလည်းကျွန်တော်ပြောပြပြီးသွားပြီအနားကြီးတွေလည်းဝနေပြီအီမန်အစ္စလာမ်ပြီးသွားတဲ့အခါမှာအဲဆန်ဆိုတာကကျွန်တော်တို့အလောရှင်မြတ်ကိုမြင်တွေ့လို့မရဘူးဒါပေမဲ့အလောရှင်မြတ်ကကျွန်တော်တို့ကိုမြင်တွေ့နေတယ်ဆိုတဲ့အတိဒီအတိကိုထည့်ခိုင်းတာကျွန်တော်တို့နဗဝကျေးဇူးတော်ရှင်မဟာတမန်တော်မကြီးမုဟမ္မဒ်မုစတဖာဆလ္လာလာဟ်အလိုင်ဝါဆလမ်ဒီအတိကိုထည့်လိုက်ရမှာဒီအတိကိုထည့်လိုက်တော့မှတခြားအတွေးတွေမဝင်လာတော့ကျွန်တော်အုံနောက်ကလည်းအကြည့်တခုခုမတွေးရင်လေကျွန်တော်တို့သူတွေးခိုင်းလိုက်မှာကျွန်တော်တခုခုအုံနောက်ကိုတွေးဖို့ခိုင်းတာဒီဟာမဟုတ်ရင်ဒီဟာတခုခုကိုသူ့ကိုလှုပ်ခိုင်းသူ့ကိုမခိုင်းဘူးဆိုသူကျွန်တော်တို့ခိုင်းမယ်အဲ့ဒီဟာကတော့ကျွန်တော်တို့အုံနောက်က function အဲ့ဆိုကိုရမကြီးဆလ္လာဝါဆလမ်ကဘာတင်ပြီလဲအဟလီဘိုက်တီကိုအဆဟပ်တီကိုမင်းတို့ဆလာတ်ထဲမှာတွေးတဲ့ဘာကိုတွေးခိုင်းတာလဲကိုဖတ်တဲ့ကုရ်အာန်အာယတ်ကိုတွေးရမယ်အဓိပ္ပာယ်နားလည်ပြီးအလောရှင်မြတ်ကနဗီကိုဘာတွေပြောခဲ့လဲဒါတွေကိုတွေးပြီးတဖတ်ကိုလောက်ကမှာဒီဆလာတ်ထဲမှာဆိုအဲ့လိုတခုခုတွေးလိုက်ရင်အတွေးမဝင်တော့ဘူးနောက်တစ်ခုကအဲ့အတွေးကိုထည့်ခိုင်းတာအလောရှင်မြတ်ကြည်နေတယ်မြင်တွေ့နေတယ်ဆိုတာကြည်ပြီးကျွန်တော်တို့ကဒါအတိတစ်ခုဝင်သွားတယ်အလောရှင်မြတ်ကငါတို့ကြည်နေတယ် CCTV အောက်မှာကျွန်တော်တို့အလုပ်လုပ်တယ်ဆိုရင်တခိုးတကောင်အလုပ်ခိုင်းလိုက်အကက်ကျိုး number 1ကျိုးကိုကျွန်တော်တို့ခေါ်ပြီးအလုပ်ခိုင်းပြီးတော့တို့ပြလိုက်နော်ဒီဘက်ဒီအားလုံးမှာ CCTV ရှိတယ်နော်ဒီကောင်လေးခိုးတဲ့အကျင့်အောင်လွတ်သွားမယ်ခိုးရင်သူပဲလေ CCTV လည်းရှိတယ်အဲ့ဆိုတော့တယောက်ယောက်က monitoring လုပ်နေတယ် watch လုပ်နေတယ်ဆိုရင်သူကအဲ့ဒီလူပေါ်မှာကြည့်နေတဲ့လူပေါ်မှာရှိတော့သူအလုပ်ကိုမှန်မှန်ကန်ကန်လုပ်သွားတယ်ထုံးနည်းလည်းကောင်းမယ်ကျွန်တော်တို့ကအလောရှင်မြတ်ကိုမြင်တွေ့နေတဲ့ပုံစံနဲ့ဖတ်ရင်ဖတ်မဖတ်ဘူးဆိုရင်ဆလာတ်ကိုတိဆောက်တယ်ဆိုရင်အလောရှင်မြတ်ကိုမြင်နေတယ်ဆိုတဲ့အတိတစ်ခုနဲ့ဖတ်တယ်ဆိုရင်အင်ရှာအလ္လာဟ်ခူရှုခူဇူဖြစ်နိုင်တယ်နောက်ကအာနာအဘဒွန်နော်ဆာရာဖာခရီဆိုအာရဘီနရှိဒ်လေးရှိတယ်အာရဘအဘဒွန်ညာဖာကာအများကြီးဖြစ်တယ်နော်ကျွန်တော်တို့အဘဒွန်အဘဒီရီယာဖာကာဖြစ်တယ်ဖြစ်တာနဲ့ဘဝသွားပြီပဲဒီနေရာမှာဇွန်နွန်မစ္စရီတခင်တို့အီမမ်ဇာရနူဂျီဘူရဟာနူဒင်တို့အီမမ်ဂဇာလီတို့အီမမ်Sheikh Abdul Qadir Jilani တခင် Ahmad Kabir Arifai တခင် Khwaja Muin Chishti တခင် Dada Ganji Bash တတော်များများအော်လီယာအလာတွေဘာပြောလဲအားလုံးခြုံငုံပြီးတော့ကျွန်တော်ပြပြမယ်နော်လူတယောက်ကိုအလောရှင်မြတ်ကဝေးကွာအောင်လုပ်တော့မယ်ဆိုရင်သူ့ရဲ့အလာမတ်တွေရှိတယ်တချို့ကိုအလောရှင်မြတ်ကဒေါ်လတ်ပေးလိုက်တယ်ဒေါ်လတ်ရှော်ရတ်ပေးလိုက်တချို့ကျတော့လုပ်ငန်းတစ်ခုတည်းမှာသူနှစ်ပလိုက်တယ်သူ့ဘက်ကိုပြန်လဲလို့မရဘူး
တချို့ကိုမိမကိစ္စတွေထဲမှာနင်မွန်းစေလိုက်တယ်တခါတည်းအဲ့ဇလန်ထဲမှာတွားလိုက်တယ်တချို့ကိုအတီးအမုတ်အကအခုံထဲမှာနင်မွန်းလိုက်တယ်အလောရှိမြတ်လှုပ်လိုက်တာမဟုတ်သူတို့ဘက်သူနင်မွန်းသွားတာသူတို့ရဲ့အကျင့်တွေကိုသူတို့မပြုတ်ပြင်းတဲ့အပေါ်မှာသူနင်မွန်းသွားတယ်ဆွဲမထုတ်တော့အဲ့ဒါမျိုးဆိုအဲ့အလာမတ်ကိုတိလိုက်တော့အလောရှိမြတ်နဲ့ကိုနဲ့စဝေးပြီဟိုဆလတ်9ချိန်တီဆောက်ပြီးဝေးနေတဲ့လူတွေအများကြီးပဲเนาะအဲ့ဒါအခုကျွန်တော်ပြောလိုက်တော့ကျွန်တော်တို့ကတော့တပည့်တွေကတော့အမေရိကန်ကတယောက်ဆိုရင်ပလီနားမှာနေတာကျွန်တော်တော့တာကျွတ်ပါရတယ်တာကျွတ်ကြတိုင်းဆလတ်9ချိန်တီဆောက်တယ်အလောရှိမြတ်နဲ့နီးနေတာမဟုတ်ဘူးတာဝန်တရက်ဖြစ်တဲ့အပေါ်မှာတာဝန်ကြည်နေတာတာဝန်ကြည်တဲ့အဆင့်ပဲရှိတယ်ဒါတော့မှအလ္လာဟူအက်ဘာဆိုတဲ့အကုန်အတွေးဝင်လာတယ်ဒီလိုဆလတ်မျိုးဟာမျက်နှာမှာပြန်ပေါက်ခံရမယ်ဆလတ်ဂျေဇုတင်နဲ့အတွက်ဖတ်တာမဟုတ်ဘူးခိုင်းထားလို့လုပ်တဲ့အလုပ်ဒီနေရာမှာခုနကျွန်တော် mention လုပ်တဲ့ဝလီသူတော်စင်တွေဘာပြောလဲဆိုတော့ကျွန်တော်ရဆူလ်ကုရ်အာန်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုဒရုဒ်ဖတ်ဖို့ကျွန်တော်တို့အလောရှိမှာ forest မလုပ်ထားအောင်ဘာကြောင့်လဲ forest လုပ်လိုက်ရင်ဖတ်ချင်လည်းဖတ်မယ်မဖတ်ချင်လည်းဖတ်မယ်အဲ့တော့သူ့ရဲ့အချစ်တော်မဖတ်ချင်ဘဲနဲ့ဝိကြည်တန်းကြီးလောက်တာအလောရှိမနစ်သက်ဘူးအဲ့ကြောင့်အင်နလ္လာဟ်ဝမလာအကတူယူဆလူနာအလနဘီယာအယူလဒီနာအာမနူဆလ္လူအလိုင်ဟီဝဆလီမူတစလီမာတောင်းတာများဖတ်ကြမယ်ကျွန်တော်တို့ကတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်နဲ့အိမ်သူအိမ်သားများအပေါ်ကျွန်တော်တို့ဘာလုပ်ရမလဲဒရုဒ်လည်းမေတ္တာတွေပို့နေရမယ်ဆလမ်လည်းဆိုနေရမယ်များဆိုပါမယ်နော်အလ္လာဟ်ရှင်မြတ်နဲ့အလိုက်မလိုက်ကာတွေကမေတ္တာပဲပို့နေတယ်ဒရုဒ်ပဲပေါ့နော်ကျွန်တော်တို့ကဒရုဒ်ကိုဆလမ်ကိုကျွန်တော်တို့လုပ်ပါအဲ့အတွက်တချို့အရာတွေမှာခိုင်းထားတာလောက်တာနဲ့အဆင့်တရပြီမထင်နဲ့မရဘူးတာဝန်ကြီးအဆင့်ပဲရှိတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဘာသိရမလဲဆိုတော့ခူရှုကုစုဖြစ်ဖို့ဒီနံပါတ်1အီယာကနာအဘူဒူဝါအီယာကနစတိုင်ကိုကောင်းကောင်းသိရမယ်ကိုအဆင့်တန်းကို level ကိုရဲ့မကမ်ကိုသိရမယ်နံပါတ်2ဟာဒီစ်ဂျီဘရီလ်မှာပါတဲ့နော်အလ္လာဟ်ရှိမြတ်ရှိနေကြောင်းအလ္လာဟ်ဟာဇီရီအလ္လာဟ်နာဇီရီအလ္လာဟ်ရှာဟီဒီအလ္လာဟ်မိုင်ကိုကျွန်တော်တွေးနေရမယ်စိတ်ထဲထည့်နေရမယ်အဒ္ဒါမကျွန်တော်ဆလတ်ခုရှုခုဇူနဲ့တိဆောက်ခွင့်ရမယ်ဆိုတာလေးကိုအချင်းချင်းပြောရင်ကျွန်တော်ရဲ့တင်ပြမှုကိုကျွန်တော်ညီကောင်းချုပ်ပါတယ်ဝါခီနူဒါဝါအလ်ဟမ်ဒူလ illah ရဘ်အလ်အာလမင်အစ္စလာမုအလိုင်ကွမ်ဝါရဟ်မတုလ္လာဟီဝါဘရကာတူ